တထေးကြီးဟာသူ့ရဲ့သူတို့သမီးအစ်ဆက်ဆက်လေးကျမ်းပြင်ပေါ်မှာစောင့်ကြောင်ထိုင်ပြီးထမင်းစားနေတာကိုမြင်တော့အံ့ဩမင်သက်သွားခဲ့ရပါတယ်။ရောက်ခမဖြစ်သူကကောင်မလေးကိုထမင်းစပွဲမှာလာထိုင်စားဖို့ပြောပေမဲ့ကောင်မလေးကကြောက်လန့်တကြားနဲ့သမီးမထိုင်တတ်ဘူးအန်ဒီသမီးကိုမရိုက်ပါနဲ့နော်လို့တောင်းပန်ရှာပါတယ်။ဒါကိုကြားလိုက်ရတဲ့မိခင်နဲ့တားဖြစ်သူတို့ဟာမယုံနိုင်အောင်ဖြစ်သွားကြတာပေါ့။အဲဒီနောက်မှာတော့တထေးကြီးရဲ့လက်ထောက်ကသူစုံစမ်းထားတဲ့စုံထောက်အစီရင်ခံစာကိုလာပြပါတော့တယ်။ကောင်မလေးရဲ့မိခင်အရင်ဆုံးပါသွားပြီးနောက်မှာမိထွေးဖြစ်သူဟာအိမ်ရဲ့အရှင်သခင်မဖြစ်ချင်တာကြောင့်ကောင်မလေးကိုအသက်9နှစ်အရွယ်ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်မျိုးဖြစ်အောင်အာဓမပြုလုပ်ပြီးဒီနေ့အထိခွေးတွေနဲ့အတူရောသိပ်ထားခဲ့တာဖြစ်ပါတယ်။မိထွေးဟာသူ့ရဲ့ကိုကျိုးစည်းပွားနဲ့လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့အတွက်ကောင်မလေးကိုချမ်းသာတဲ့တထေးတစ်ယောက်နဲ့အဓမပေးစားဖို့စီစဉ်ခဲ့တာပါ။အမအလက်မဖြစ်သူကကောင်မလေးကိုမုံကောင်းကြီးကျွေးမယ်ဆိုပြီးလိန်ညာခေါ်ဆောင်လာခဲ့တာကြောင့်ကောင်မလေးခမများပျော်ရွှင်စွာနဲ့ဟိုတယ်ကိုလိုက်လာခဲ့ရှာပါတယ်။ဟိုတယ်ရောက်တော့အမဖြစ်သူကသူ့ကိုရေချိုးတန့်စင်ခိုင်းခဲ့ပါတယ်။ကောင်မလေးရေချိုးခန်းထဲကထွက်လာတဲ့အခါအခန်းထဲမှာသူစိမ်းယောက်ျားတစ်ယောက်ကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့သူဟာဟိုတယ်စင်ကြံလန်းမှာတထေးကြီးနဲ့တိုက်ဆိုင်ဆုံတွေ့ခဲ့ပါတယ်ဒီတထေးကြီးဟာငယ်စဉ်ကတည်းကရှားပါးယောဂတစ်ခုခံစားနေရသူဖြစ်ပြီးအဲ့ဒီယောဂပျောက်ကင်းဖို့အတွက်ဖြူစင်တဲ့နှလုံးသားရှိတဲ့မိန်းကလေးတစ်ယောက်နဲ့နီးစပ်ဖို့လိုအပ်နေတာပါသူ့ရဲ့လက်ထောက်ကမိန်းကလေးအများကြီးရှာဖွေပေးခဲ့ပေမဲ့တထေးကြီးကဘသူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူးသူ့ဘဝရဲ့နောက်ဆုံးအချိန်ရောက်လူနီးပါးဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးကသူ့ကိုလှိုလန်းခေါ်လိုက်တဲ့အတန်ကိုကြားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးဟာကောင်မလေးကိုပထမဆုံးတွေ့လိုက်ရုံနဲ့တင်ရင်ခုန်ဆွဲလန်းသွားခဲ့ပါတော့တယ်နောက်တနေ့မနက်ကောင်မလေးနိုးလာပြီးထွက်ခွာသွားတဲ့အချိန်မှာတော့တထေးကြီးဟာသူ့တေမသွားပဲအသက်ရှင်နေသေးတာကိုသတိပြုမိသွားပါတယ်အဲ့ဒီခါကျမှသူစိုးရိမ်တကြီးရှာဖွေနေခဲ့တဲ့မိန်းကလေးဟာဒီကောင်မလေးပဲဆိုတာသူသဘောပေါက်သွားခဲ့ပါတော့တယ်